မှန်တွေဟာဘာလို့ပေါက်ထွင်းပြီးမြင်ရတာလဲမှန်တွေဟာတစ်သားတို့အုံနံရံတို့လိုအဆိုင်ခဲဖြစ်ပေမဲ့ဘာလို့အလင်းဖောက်လဲဆိုတာအဓိကကြောင်းရင်းနှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကအီလက်ထရွန်တွေရဲ့စွမ်းအင်ခြားနားချက်ပါမှန်ကိုပြုလုပ်ထားတဲ့ဆီလီကွန်ဒိုင်အောက်ဆိုက်တွေမှာတခြားသတ္တုပစ္စည်းတွေလို free electron တွေမရှိပါဘူးဆီလီကွန်ဒိုင်အောက်ဆိုက်တွေရဲ့စွမ်းအင်ခြားနားချက် band gap ကကျွန်တော်တို့မျက်စိနဲ့မြင်နိုင်တဲ့အလင်းလှိုင်းတွေထက်စွမ်းအင်ပိုကြီးနေတာကြောင့်ပါဒါကြောင့်ဆီလီကွန်ဒိုင်အောက်ဆိုက်တွေရဲ့အီလက်ထရွန်တွေဟာအလင်းကိုမစုပ်ယူနိုင်ဘဲနဲ့တာမန်အလင်းတွေရဲ့90%ဝန်းကျင်လောက်ကိုပေါက်ထွန်းသွားနိုင်တာပါ8%ဝန်းကျင်လောက်ကတော့မှန်မျက်နှာပြင်ကနေအလင်းပြန်ထွက်သွားပါတယ်ကျန်တဲ့2%ဝန်းကျင်လောက်ကအီလက်ထရွန်တွေရဲ့စုပ်ယူခြင်းခံရပြီးတော့အပူစွမ်းအင်ဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့အတန်တွေရဲ့တိဆောက်ပုံနဲ့ဆိုင်ပါတယ်မှန်ကိုပြုလုပ်တဲ့အခါဆီလီကာတွေပါတဲ့သဲကိုအရေးကြိုပြီးတော့အလင်းအမြတ်အေးခံတဲ့နည်းကိုအသုံးပြုပါတယ်အပူပေးပြီးရုတ်တရက်ပြန်အေးခံလိုက်တဲ့အခါအတန်တွေရဲ့တိဆောက်ပုံဟာပုံစံတကျပြန်မစီနိုင်တော့ပါဘူးအဲ့လိုပုံစံတကျမဟုတ်တဲ့ amorphous structure ကြောင့်အလင်းတွေဟာပြန်ကျင်းမသွားပဲတန်မတ်ဖောက်ထွက်သွားနိုင်တာပါဒီအချက်ဟာမှန်တွေကိုကြည်ကြည်လင်လင်နဲ့ဖောက်မြင်စေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်တကယ်လို့အပူပေးပြီးဖြည်းချင်းအေးခံလိုက်ရင်တော့အတန်တွေဟာ crystallized structure ပုံစံဖြစ်သွားပြီးတော့အလင်းကိုကြည်ကြည်လင်နဲ့ဖြတ်တန်းစေတော့မှာမဟုတ်ပါဘူးဒါပေမဲ့မှန်တွေဟာတာမန်အလင်းထက်စွမ်းအင်ပိုမြင့်တဲ့ခရမ်းလွန်ရောင်ကြီးကိုတော့အပြည့်အဝမဖောက်ထွင်းစေပါဘူးခရမ်းလွန်ရောင်ကြီးရဲ့စွမ်းအင် level ကဆီလီကွန်ဒိုင်အောက်ဆိုက်ရဲ့ band gap နဲ့နီးစပ်သွားတာမလို့နေလောင်တန်းကိုဖြစ်စေတဲ့ UVV ရောင်ကြီးကို90%ကျော်ထိတားဆီးပေးနိုင်ပါတယ်ဒါပေမဲ့အရေးအကြောင်းနဲ့အသားရည်အိုမင်းရေးရောင်မှုကိုဖြစ်စေတဲ့ UVA ရောင်ကြီးကိုတော့85%မကဖောက်ဝင်နိုင်ပါသေးတယ်ဒါကြောင့်နေရောင်နဲ့နီးတဲ့မှန်ပြတင်းပေါက်နားမှာအချိန်ကြာကြာထိုင်ရလေရှိတဲ့သူဆိုရင် UV ကာဝယ်မှုကိုလည်းအထူးသတိထားသင့်ပါတယ်